တင်tak အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတရာတွဲလို့ပြောလို့ရတဲ့တစ်သွင်းနေအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်အဲ့တော့တစ်သွင်းဆိုတာဘာလဲဆိုတော့ကျွန်တော်စကားလုံးတွေကိုအတန်ဖြတ်တဲ့အခါမှာအဲ့စကားလုံးတွေမှာ vowels တွေလည်းပါနိုင်တယ် consonant တွေလည်းပါနိုင်တယ်လို့လေ့လာခဲ့ပုံမယ်နောက်တစ်ခုကကြတော့တရတွေเนาะ vowels တွေအပြင်နောက်ထပ်ဘာတွေပါနိုင်သေးလဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာသင်မဲ့diphthongs လို့ပြောတဲ့တရာတွဲတွေလည်းပါလာနိုင်တယ်။အဲ့တော့တရာတွဲလို့ပြောလိုက်ကြတဲ့ကသူဒီဘာတွေဖြစ်နေမလဲဆိုတော့တရာပေါ်မှာအခြေခံပြီးတော့မှတရာနှလုံးပေါင်းဆက်ထားတာဖြစ်တဲ့အတွက်အတန်ဖြတ်တဲ့နေရာမှာလည်းတရာတွေလိုမျိုးပဲ diphthong တွေကိုကျွန်တော်တို့ကထည့်ပြီးစဉ်းစားဖို့လိုမယ်။အဲ့တော့ကျွန်တော် vowels တွေတုန်းကအတန်ဖြတ်မယ်ဆိုရင် vowels ပေါ်မူတည်မယ် vowels တစ်လုံးပါရင်တစ်သက်နှလုံးပါရင်နှစ်တန်းဆိုပြီးတော့လေ့လာခဲ့ပုံမယ်အခု diphthong တွေလေ့လာပြီးတဲ့အခါမှာကျတော့လေကျွန်တော်ဘာဆက်ပြီးတော့မှတ်ပေးရမလဲဆိုတော့အတန်ဖြတ်တဲ့နေရာမှာအဲ့စကားလုံးမှာ vowels ဘယ်နှလုံးပါနေလဲ diphthong ဘယ်နှလုံးပါနေလဲဆိုတာလိုက်ရှာပြီးမယ် vowels diphthong ပါတဲ့အရေးအတွက်ပုံမှန်မူတည်ပြီးအဲ့စကားလုံးကိုအတန်ဖြတ်ပြီးမယ်ဟုတ်ပြီနော်သူဒီတရာတွဲလို့ပြောတာဖြစ်တဲ့တရာလိုမျိုးပဲစကားလုံးဖြတ်တဲ့နေရာမှာအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်မယ်ဒါဆိုဒီတရာတွဲတွေကဂျမန်မှာဘယ်လိုစကားလုံးတွေရှိနေမလဲဆိုတာကြည့်ရအောင်နော်ဒါက R A E O U A U U ဆိုတဲ့အခြေခံ vowel ရှစ်လုံးတရာတွဲလို့ပြောလိုက်ကြတဲ့ကကျွန်တော်တို့ဒီရှစ်လုံးတွေကတစ်ခုမှတစ်ခုနဲ့နှလုံးပြန်တွဲသွားမှာပဲအဲ့ဒါကိုတရာတွဲလို့ပြောတာနော်diphthongဒါဆိုရင်ဂျမန်မှာက diphthong 6တွဲရှိမယ် R E A E တတွဲရှိမယ် R U တတွဲရှိမယ် A U A U တတွဲရှိမယ် E A တတွဲရှိမယ်အဲ့တော့စုစုပေါင်းတရာတွဲ6တွဲရှိတယ်ဒါပေမဲ့အတန်အားဖြင့်ဆိုရင်4တန်ပဲရှိသွားမယ်အားကြောင့်လဲဆိုတော့ R E A E ဆိုရင်အတန်တစ်တန်ထွက်တယ် R E I A E I နော်ရေဘူးကအားဖြင့်ကျွန်တော်တို့အင်္ဂလိပ်လို E Y E I ဆိုတဲ့စကားလုံးလေးနဲ့လည်းရေဘူးကအားဖြင့်အတန်ထွက်တူမယ် I R E I A E I နောက်တစ်ခု R U OW OW A U A U OI နော်ရေဘူးကအားဖြင့်အင်္ဂလိပ်လို OIL ဆိုတဲ့အတန်လေးနဲ့တွားတူမယ် OI E A E ကျွန်တော်ပုံမှန် E တရကိုအတန်ရှည်ထွက်တဲ့အတန်ဖြစ်သွားမယ် E အဲ့တော့ဒီမှာတစ်သွင်းတွေကိုကြည့်လိုက်တဲ့အခါမှာတရတန်၄တန်တရတွဲတန်၄တန်စကလုံးတွဲအားဖြင့်ဆိုရင်6တွဲရှိမယ်ဆိုတော့ကျွန်တော်ဒီဟာကိုလေ့လာတဲ့အခါမှာအကြံပြုချင်တာကတော့ရေးချက်ပေးပါဘာလို့ရေးချက်ခိုင်းတာလဲဆိုတော့ဒီပုံမှန်စကားတန်နဲ့ပဲကျွန်တော်တို့ကလေ့လာမယ်ဆိုရင်ဘယ်စကားလုံးတွေကဘာတန်ထွက်တယ်ဆိုတာမမှတ်မိနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ကရေးချက်ခိုင်းတာအဲ့တော့ဘယ်လိုရေးချက်မလဲ R E I A E I A U Y A U Y နော်အဲ့လိုနည်းလေးနဲ့ကျွန်တော်တို့ရေးရင်းနဲ့လည်းပါဇက်ကနေနှုတ်တိုက်ဆိုပြီးမယ် I O Y E အဲ့လိုမျိုးနဲ့တင်မဆိုနဲ့စကားလုံးအတန်ပေါင်းတာပါဆက်ဆိုပြီးမယ်ဆို R E I A E I A U Y A U Y အဲ့လိုနည်းလေးနဲ့ကျွန်တော်တို့ဒီအတန်၄တန်ထွက်သွားမယ် I O Y E အဲ့တော့ဒီနေရာမှာနောက်တစ်ခုမေးစရာရှိတာကတချဲ R E A E က I ကန်တော့ထွက်တာမှန်တယ်ဒါဆိုဘယ်အခါမှာ R E သုံးပြီးတော့ဘယ်အခါမှာ A E သုံးပါလဲဆိုရင်လောလောဆယ်ကျွန်တော်တို့ကမမှတ်နိုင်အောင်နော်ကျွန်တော်တို့ကဒီမှာကအတန်တွက်ကိုပဲအတိတ်ကလေ့လာနေရဖြစ်တဲ့အတွက်ဘယ်စကားလုံးမြည်ဘာတန်ထွက်တယ်ဆိုတာလေးသိရင်ရပြီစကားလုံးရေးတဲ့အခါမှာ R E နဲ့ရေးမှာလား A E နဲ့ရေးမှာလားဆိုတာမမှတ်နိုင်အောင်နောက်တစ်ခုဒီတရာတွဲတွေမှာလန်နာတော်တော်များများမှားတတ်တဲ့အတွဲလေးတွေက EA နဲ့ AE နဲ့တော်တော်လေးမှားတတ်တယ်နော်အဲ့တော့ AE ဆိုရင် I တန်ထွက်မယ် EA ဆိုရင် E တန်ထွက်မယ်နောက်ရေဘူးကအပြင်ကျွန်တော်ဘယ်လိုလေးမှတ်လို့ရမလဲနော်ကိုမှတ်ဒီလေးနဲ့ကိုမှတ်လို့လည်းရတယ်အဲ့ရေဘူးကအပြင်ကျွန်တော်အကြံပေးတတ်တာကတော့ AEI ဆိုရင်ကျွန်တော်တို့ EYEI နဲ့တူတယ်
အဲ့လိုမျိုးပဲ A တန်လေးနဲ့နော် A လေးနဲ့စနေတယ်ဆိုရင် I တန်လေးအတန်ထွက်သွားမယ်နောက်တစ်တွဲကတော့ E ဆိုရင်ပုံမှန်တရ E တန်ကိုအတန်ရှည်ထွက်တဲ့အတန်အဲ့တော့ E တရနဲ့စနေရင် E တန်ထွက်သွားမယ် A တရနဲ့စနေရင် I အင်္ဂလိပ်လို I တန်လေးထွက်သွားမယ်အဲ့လိုနည်းလေးနဲ့လည်းကျွန်တော်ရေဘူးကအပြင်မှတ်လို့ရတယ်နော်ဒါလန်နာတော်တော်များများမှားတတ်တယ်နော်ဒီမှာတော့ကျွန်တော်တို့ရတယ်ဒါပေမဲ့တကယ်နောက်ပိုင်းအတန်တွေဖြတ်ကြတဲ့အခါမှာ E ဆို E တန်တွေထွက်လာတယ် EA ဆို I တန်တွေထွက်လာတယ်ဖြစ်တတ်တဲ့သဘောတဘာဝလေးတွေဖြစ်တဲ့အတွက်ကျွန်တော်အခုကလေးကတေချာလေးမှတ်မိအောင်လေ့လာထားပေးမယ်နော်ဒါဆိုကျွန်တော်တို့တစ်သွန်းတန်လေးတွေနဲ့အတန်လေးတွေပြန်ဖတ်ကြည့်ရအောင် I O I E အဲ့တော့ I ဆိုတဲ့တရာတွဲတန်လေးကို consonant အနေနဲ့ပေါင်းကြည့်မယ် by die fi guy hi yai kai lai mai nai fi rai thai vai zai sai all then bow down phao gao hao yao khao lao mau now phao rao thao vào sao sao poison boy doing quay 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 nói 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 quay right thoái vói rồi xoay y tế b d phi gi hi yi khi li mi ni phi ri thi vi zi si ဒါဆိုရင်ကျွန်တော်တို့တရာတွဲ၄တန်ကို consonant တစ်လုံးနဲ့အတန်ပြန်ဖတ်ကြည့်မယ်နော် I O I E ဘေးနဲ့ပေါင်းမယ် by bow boy b die down doi d fi fall phoi phi guy gao quái ghi hái háo hói hi giải giáo dõi yi khái kháo khoái khi lái láo lói lì mái máu muối mì nái nó nói ni phải phó khoái phi ráy ráo ráy ri giải giáo giỏi gì thái tháo thoái thì phái phó khoái phi vái vào vói vì sai sáu xoái xì ဒါဆိုရင်နောက်ရက်မှာဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းတူတူလေ့လာကြမယ်နော် choose